မြစ်တစ်ဖက်ဝက်လက်ကင်ရှေးတရောခါကစိတ်ကမ်းမြို့တစ်မြို့မှာကုံတွေကြီးတစ်စင်းရန်နာထားတဲ့ရာသီဥတုကလည်းအလွန်အေးချမ်းလာတဲ့စောင်းလာပြသူညာချမ်းအခါဖြစ်လို့လှေတကြီးနဲ့လှေထိုးသားများကမီးဖိုပြီးမီးဖိုနာဝိုင်းဖွဲ့ကမီးလုံရင်ရောက်တဲ့ရပြောဆိုနေကြတဲ့လှေတကြီးဟာစိတ်ကူးရပြီးအပြင်းပြေသဘောနဲ့ပြောဆိုကြရင်ဒီမြစ်ထဲမှာအဝတ်မပါပဲတညာလုံးစိန်နေနိုင်လှေနဲ့တကွလှေပေါ်မှာရှိတဲ့ပစ္စည်းအလုံးပေးမယ်လို့ပြောလိုက်တဲ့လှေထိုးသားများကတယောက်ကိုတယောက်ကြည်ရင်တုတ်တုတ်မလှုပ်ကြဘူးတဲ့အဲ့ဒီခါမှာလှေထိုးသားတယောက်ကတကယ်ပေးမလားတကယ်ပေးရင်ကျွန်တော်ရေစင်းစိမ်ပါမယ်လို့ပြောတဲ့စိန်နိုင်ရင်ပေးမယ်မစိန်နိုင်ရင်တစ်သက်လုံးကြုံခံရမယ်လို့လှေကြီးကအလောင်းစားလုပ်ပြီးဒီလောက်အေးတဲ့အချိန်တကယ်မစိန်နိုင်ဘူးလို့ယုံကြည်တာကြောင့်မခံကျင်အောင်မေးလိုက်တဲ့စိတ်မလားစိတ်မဲ့အရှင်သာဂတိတည်ပါစေလို့ဆိုကလှေထိုးသားများကြည်နေစဉ်မှာပဲနံငယ်ပိုင်းနဲ့မြစ်တွင်းကိုဆင်းနေတဲ့လှေထိုးသားအဲ့ဒီလိုရေစိမ်နဲ့ညမှာပဲမြစ်ရဲ့တစ်ဖက်ကမ်းမှာအမိုက်ပုံတစ်ပုံဟာမီးဆွဲလောင်နေတဲ့လှေထိုးသားဟာတညာလုံးအလွန်အေးစိတ်နေပေမဲ့စင်းရင်းကလွတ်ဖို့ဒီနီးပဲရှိတယ်လို့တွေးပြီးဇွဲနှစ်ဘက်နဲ့တွန့်လိန်တောင်းခံနေတဲ့ဒီလိုနဲ့တညာလုံးဇွဲခတ်ရင်းနဲ့ပဲတညတာလွန်မြောက်လို့မိုးတော့ရောက်ခဲ့ပါလေရောလှေထိုးသားဟာရေမတက်လာပြီးလှေတကြီးစီသွားကအရှင်လှေတကြီးအရှင်ဂရိအတိုင်းလှေနဲ့လှေပါကုံတို့ကိုပေးပါတော့လို့တောင်းဆိုလိုက်တဲ့တညာလုံးရေစင်ရင်အေးပတ်ပြီးတင်းရင်တင်းမစိန်နိုင်လို့ကမ်းပေါ်တက်လာရင်လည်းစီးကန်းနဲ့မညီလို့ပေးဖို့မလိုပဲမိမိကတော့ပိုခိုင်းရရှိတယ်တသက်လုံးကျွံပြုတ်နိုင်မယ်လို့မလွဲမသွေတွက်ဆထားတဲ့လှေတကြီးဟာမိမိတွေးထင်ချက်တက်တက်ဆင်လွဲပြီးတကယ်ပေးရမယ်ဆိုတော့အခါမပေးခြင်းပဲညံများလာတဲ့မင်းတညာလုံးစိန်နိုင်မှာပေါ့ဟိုဘက်ကမ်းမှာမီးပုံကြီးရှိနေတာကိုဒီမီးအချိန်နဲ့မီးလုံရင်စိန်တဲ့အတွက်စီးကန်းချက်နဲ့မညီတာကြောင့်ငါမပေးနိုင်ဘူးလို့ညင်းတဲ့အဲ့ဒီခါမှာလှေထိုးသားလဲမတရားဘူးလို့ဆိုပြီးတရားရုံးကိုတိုင်တော့တဲ့တရားသူကြီးကလည်းနှစ်ဖက်စကားကိုကြားနာပြီးမင်းချင်းတို့ကိုဈေးမှာဝက်လက်တစ်ခုဝယ်ခိုင်းတဲ့ဝက်လက်ရရင်လှေတကြီးကိုတစ်ဖက်ကမ်းမှာမီးဖို့စေပြီးဒီဘက်ကမ်းကနေတနေ့လုံးမီးခင်ယူလာခဲ့ရမယ်ညနေမှရုံးတော်သူပြန်လာခဲ့ရမယ်လို့စေလွှတ်ပြီးမင်းချင်းအဆောက်ပြိဿများကိုပါစောင့်ကြည့်စေတဲ့လှေတကြီးဟာဝက်လက်ကိုယူပြီးတစ်ဖက်ကမ်းမီးပုံမှဒီဘက်ကမ်းကတနေ့ကုန်ကင်မာတော့လဲညနေချိန်အထိမကြက်နိုင်ပဲအစိမ့်သက်သက်ပဲရှိနေတဲ့ဝက်လက်မှာညနေတိုင်းအထိမထူးကြတဲ့အတွက်ရုပ်သိမ်းယူခဲ့စီပြီးတရားသူကြီးဟာလှေတကြီးကိုပြောတဲ့အတင်လှေတကြီးဟိုဘက်ကမ်းကမီးရှင်ရာဒီဘက်ကမ်းကိုဘလို့မှအကျိုးသက်ရောက်မှုမရှိဘူးဆိုတာတင်ကိုယ်တိုင်သိပြီမဟုတ်လားတင်ဒီကောက်ကျစ်စင်းတဲ့ညင်းဆိုခြင်းဖြစ်သည်ဂတိတိုင်းလှေနှင်းတကွလှေပါကုံတို့ကိုလှေထိုးသားပေးစီလို့အမိန့်ချလိုက်တဲ့ဤတာရကကိုထောက်ထားပြီးမြစ်တစ်ဖက်ဝက်လက်ကင်လို့စကားပုံပြုပြောဆိုလာခဲ့ကြတဲ့ဒီပုံမြင်မှာလှေတကြီးကမြစ်ရည်တဲ့စိတ်မလားလို့မေးပြီးလှေထိုးသားကစိတ်မယ်လို့အလောင်းစားပြုကြတာကိုအစွဲပြုပြီးယခုအခါတခုခုအလောင်းစားလုပ်ရင်စိတ်မလားစိတ်မယ်ဆိုတဲ့အတုံးလုံးဖြစ်ပေါ်လာတယ်လို့ပညာရှင်များကဆိုကြပါတယ်